တချို့ကတော့ရုပ်ဆိုးတယ်တချို့ကရုပ်ချောတယ်ဘာဖြစ်လို့ရုပ်ဆိုးဘာဖြစ်လို့ရုပ်ချောလဲအမေဖေကချောလို့လားသို့မဟုတ်အမေဖေကရုပ်ဆိုးလို့ဆိုးတာလားမဟုတ်ဘူးအမေဖေရုပ်ဆိုးပြီးတော့ချောလာတဲ့သားသမီးတွေရှိတယ်အမေဖေချောလာရဲ့သားနဲ့ရုပ်ဆိုးတဲ့သားသမီးလည်းရှိတယ်အဲ့တော့အမေဖေနဲ့ကတော့စင်စင်တော့တူမှာပဲသို့တော့အယုတ်ဆိုးခြင်းချောမောလှပခြင်းဆိုတာအကြောင်းတစ်ခုရှိနေသေးတယ်ဘယ်သူမပြုတ်မိမိမှုလို့ဆိုတဲ့အတိုင်းဖြစ်လျက်ဘဝမှာဒေါသကြီးမားခဲ့တဲ့ပုဂ္ဂိုလ်ဟာအယုတ်ဆိုးကြည်တန်တဲ့မေတ္တာသက်ဝင်ချစ်ခင်ပြီးတော့ပြုံးရွှင်တဲ့မျက်နှာရှိတဲ့ပုဂ္ဂိုလ်ဟာမေတ္တာထားတဲ့နှလုံးသားပိုင်ရှင်ဟာဖြစ်လျက်ဘဝမှာရုပ်ဆင်းလှပတယ်ဘုရားမြတ်စွာကဟောတော်မူတယ်ကမ္မံတတ္တိဝိပစ္စတိယတိတံဟိနပဏိတတယကံတရားကတရားတွေကိုအနှိမ့်အမြင့်ခွဲခြားပြီးတော့ပေးတာကံတရားသာဖြစ်တယ်လို့ဒီလိုဆိုဒါကြောင့်မို့အယုဆိုးကြည်တန်တာရဲ့ချောမောလှပတာရဲ့ကံတရားကဖန်ဆင်းသက်ရှိတယ်ကျမ်းမာတယ်သက်တိုးတယ်ယောဂထုပြောတယ်ကံတရားကပဲဖြစ်ပေါ်စေဘဝတစ်ခုမှာတရားတွေကိုညှင်းဆဲတယ်တပ်ဖြတ်တယ်သူလှုပ်တဲ့လောက်ရက်ကိုကြည့်ပြီးသူဖြစ်လျက်ဘဝမှာယောဂထူပြောပြီးအသက်တိုးတယ်တရားတွေပေါ်မှာစာနာတယ်ထောက်ထားတယ်မေတ္တာထားတယ်ကရုဏာထားတယ်အဲဒီလိုတရားတွေကိုတပ်ဖြတ်ခြင်းမှာရှောင်ကျဉ်ပြီးတော့အကျဉ်းထားတဲ့ပုဂ္ဂိုလ်တွေဟာလူဘဝရောက်တဲ့အခါသက်ရှိတယ်ကျမ်းမာတယ်ဆိုဒီလိုဖြစ်တယ်ဒါနကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်တွေကချမ်းသာတဲ့မိဘအိမ်မှာဖြစ်တယ်လို့မဟုတ်မိမိတို့ကိုယ်တိုင်လည်းရှာတတ်ဖွေတတ်လို့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါနကောင်းမှုမပြုတ်ပဲမလူရဲ့မပေးရဲ့နှမျောတွန့်တိုးနေတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲမွဲတေတဲ့ဘဝကိုရောက်သွားတယ်ဟောဆိုင်ရာအကြောင်းတရားလေးတွေကရှိနေတယ်နော်အဲ့ဒီဆိုင်ရာအကြောင်းတရားတွေကကံတရားတွေကတရားတွေကိုစုကြုံနေမြင့်တူနဲ့တူမတူညီအောင်ခွဲခြားပေးခြင်းသာလည်းဖြစ်တယ်ဘယ်သူကိုမှအပြစ်တင်စရာမရှိဘူးဘယ်သူကိုမှလည်းကျေးဇူးတင်စရာမရှိဘူးတကယ်ကတော့ဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်းကောင်းအောင်လဲကိုလုပ်ခဲ့တာပဲဆိုးအောင်လဲကိုလုပ်ခဲ့တာဆိုတာအလွန်ထင်ရှားတယ်အဲ့ဒါဆိုလို့ရှိရင်ဒီလိုအယူဆတရားလက်ခံပြီဆိုလို့ရှိရင်ကောင်းတာလဲကိုယ့်ပေါ်မှာမူတည်တယ်ဆိုးတာလဲကိုယ့်ပေါ်မှာမူတည်တယ်ဆိုတဲ့အချက်ကိုလက်ခံပြီဆိုရင်လူတော်လူကောင်းဖြစ်ဖို့အများကြီးလမ်းခင်းပေးသွားတယ်။ဘာဖြစ်လို့လဲဆိုတော့လူဆိုတာဘဝမှာဖြစ်လာလို့ရှိရင်စင်တမ်းမြင့်မြင့်ဖြစ်ခြင်းနဲ့ချမ်းသာကြွယ်ဝခြင်းနဲ့ရုပ်ဆင်းအင်္ဂါလှပချောမွေ့ခြင်းနဲ့ယောဂကင်းပြီးတော့ကျမ်းမာခြင်းနဲ့ဒါလူဆန္ဒပဲအဲ့ဒီဆန္ဒကိုဖြည့်ဆည်းပေးနိုင်တာကုသိုလ်တရားပဲဖြစ်တယ်ကိုလုပ်တဲ့ကုသိုလ်ကံကကောင်းကျိုးချမ်းသာတွေကိုပေးမယ်အေးမကောင်းတဲ့အကုသိုလ်ကံတွေကဆိုးကျိုးတွေကိုဖြစ်ပေါ်မယ်ဆိုကံကံရဲ့အကျိုးကိုလက်ခံယုံကြည်တဲ့လူတစ်ယောက်ဟာကိုယ့်ကိုယ်ဆိုးအောင်အယုတ်ဆိုးအကြည်တန်အောင်ဆင်းရဲမွဲတေအောင်ယောဂထုပြောအောင်ဘယ်သူမှလုံးမှာမဟုတ်တော့ဘူးဒါကြောင့်မို့မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုဖော်ဆောင်နိုင်တဲ့အတွေးပဲမှန်ကန်တဲ့အမြင်တစ်ခုပဲဖြစ်တယ်လို့အေးဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့အခြေခံအားဖြင့်ရှိရမယ်အမြင်ကဘာလဲဆိုရင်ကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ကမ္မတက္ကဆိုတာကိုလှုပ်တာကိုပိုင်နေဆိုတဲ့အဓိပ္ပာယ်ကိုလှုပ်တာကိုပိုင်နေဆိုအင်္ဂလိပ်လိုပြောမယ်ဆိုရင်သူက responsibility လို့ခေါ်တယ်ကိုလှုပ်ရင်ကိုနဲ့ပဲသက်ဆိုင်တယ်သူများနဲ့မသက်ဆိုင်ဆိုပါတော့အစာအာဟာရတစ်ခုကိုစားလိုက်လို့ကိုယ်ဝမ်းနဲ့ရောက်သွားလို့ရှင်အဲ့ဒီအစာအာဟာရရဲ့အကျိုးဆက်စားသူကိုယ်တိုင်သာခံရမှာဖြစ်တယ်ကျွေးတဲ့လူနဲ့လည်းမဆိုင်ဘူးချက်တဲ့လူနဲ့လည်းမဆိုင်ဘူးစားလိုက်တဲ့လူနဲ့သာဆိုင်တယ်ထို့တူပဲကိုယ်တဏ္ဍာမှာဖြစ်သွားတဲ့ကောင်းကံမကောင်းကံကိုယ်ရင်ထဲနှလုံးထဲရောက်သွားပြီဆိုရင်သူတို့ရဲ့အကျိုးဆက်ဖြစ်ပေါ်လာမှာဖြစ်တယ်ဒါကြောင့်မို့ကိုယ်နဲ့သာပတ်သက်တာမြတ်စွာဘုရားကရှင်းရှင်းလေးဟောတာ
ယံကမ္မံကရိတန္တိကလျာဏံဝါပါဝကံဝါတတ္တကမ္မတ္တဓာယာဓာဘွိတာမကိုလှုပ်တာကောင်းတာပဲဖြစ်စေမကောင်းတာပဲဖြစ်စေကိုလှုပ်သမျှကိုယ်သာနဲ့အမွေခံရမှာဖြစ်တယ်ဟောအဲ့ဒီအမြင်ဟာသိမှန်ကန်တဲ့အမြင်တစ်ခုပဲအဲ့ဒီအမြင်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာမကောင်းတဲ့အလုပ်ကိုလုပ်မှာမဟုတ်ဘူးကောင်းတဲ့အလုပ်ကိုသာလည်းလုပ်မှာဖြစ်တယ်ဘာဖြစ်လို့လဲသူကချမ်းသာခြင်းတယ်လူဆိုတာဘယ်သူပဲဖြစ်ဖြစ်ချမ်းသာခြင်းနဲ့ယောဂကင်းခြင်းနဲ့အသက်ရှည်ခြင်းနဲ့ဆိုတာဟာလူတိုင်းရဲ့ဆန္ဒဖြစ်တယ်အဲ့ဒီဆန္ဒကိုအတိုင်းဖော်ဆောင်မယ်ဆိုရင်လူတွေဟာလူတော်လူကောင်းတွေကြီးပဲကုန်ဖြစ်သွားနိုင်အေးဒါကြောင့်မို့ကာမတက္ကတသမ္မာဒိဋ္ဌိဆိုတဲ့အခြေခံအမြင်ကိုလုပ်တဲ့ကံကိုသာလဲကောင်းတဲ့ကံကိုကောင်းကျိုးခံစားရမယ်မကောင်းတဲ့ကံလုပ်လို့ရှိရင်မကောင်းကျိုးခံစားရတယ်ဆိုတဲ့အမြင်ဟာအလုံးကိုအခြေအနေတစ်ခုမှန်ကန်အောင်ဖော်ဆောင်ပေးနိုင်တဲ့အမြင်တစ်ခုဖြစ်လို့ကာမတက္ကတသမ္မာဒိဋ္ဌိလို့ခေါ်တယ် right understanding သို့မဟုတ် right view မှန်ကန်တဲ့အမြင်တစ်ခုဘုရားဘာသာဝင်ဖြစ်ရင်မှန်ကန်တဲ့အမြင်တစ်ခုဟာအရေးကြီးဆုံးပဲဒါကြောင့်ဘဝတစ်ခုရလာတာဟာကုသိုလ်ကံနဲ့အကုသိုလ်ကံနဲ့ဒါနဲ့ပဲသက်ဆိုင်တယ်ဆိုတာကြည့်ဘုန်းကြီးတို့တွေကိုအားကိုးချဖို့ပဲရှိတယ်ကိုယ်တိုင်လှုပ်ချရမှာဖြစ်တယ်